grammar တွေအတိတ်ပဲတည်အောင်ပဲလေ့လာနေရောနေအောင်မှာပဲ ဒါဆိုလို့ရှိရင်သုံးတဲ့အချိန်တိုင်းအမြဲတမ်းမှတ်မိလွယ်နေအောင်လို့ဘယ်လိုလေ့လာရမလဲဘယ်လိုကြက်မှတ်ရမှာလဲ grammar တွေမရောဘူးကွဲပြားစွာသုံးတတ်ဖို့ကကျွန်တော်အဆင့်၄ဆင့်နဲ့လေ့လာဖို့လိုအပ်ပါတယ်ပထမအဆင့်အနေနဲ့ဒီ grammar က verb နဲ့သုံးတာလား noun နဲ့သုံးတာလားverb ဆိုလို့ရှိရင်လည်းကျွန်တော် action verb လား quality verb လားဒါကိုအရင်လေ့လာပါမယ်နံပါတ်2အဆင့်အနေနဲ့ကအသက်ပိုင်းဘယ်လိုချိန်ရမလဲအသက်မပိုင်းဘယ်လိုချိန်ရမလဲနံပါတ်3အဆင့်အနေနဲ့ကြမှာကျွန်တော် grammar ရဲ့အဓိပ္ပာယ် grammar တွေကိုကွဲပြားသွားစေတဲ့အရေးကြီးဆုံးအချက်နံပါတ်4နံပါတ်4အဆင့်ကကျွန်တော်ဒီ grammar ကဘယ်သဘောတရားကိုဖော်ပြတာလဲဘယ်အခြေအနေမှာသုံးတာလဲเนาะဘယ်လို feeling ကိုပေးတာလဲအချက်၄ဆင့်လုံးကိုတည်ချာနဲ့လေ့လာခြင်းနဲ့ဆိုလို့ရှိရင်เนาะဒီချက်ရဲ့ SNU level 1 to 4 grammar တီးသက်ဘောင်းကျိုးစာအုပ်လေးကိုဝယ်လေ့လာလို့ရပါပြီဒီစာအုပ်လေးထဲမှာတစ်ချိန်ခုနပြောပြတဲ့အဆင့်၄ဆင့်လုံးကိုထည့်ပေးထားတဲ့အပြင်ကိုနောက် verb နဲ့ noun နဲ့အသုံးပြုပုံအသက်ပါမပါချိတ်ဆက်ပုံ sentence လေးတွေပါဥပမာပေးထည့်ပေးထားတာမို့လို့ vocabulary ပိုင်းအရာရော grammar အသုံးပိုင်းအရာရောတည်ချာလေးလေ့လာလို့ရမှာပါ။အော်ပြီး discount လေးလည်းရှိသေးတယ်နော်။တစ်ချက်ရဲ့စင်နူယိုမာ grammar လေးကိုဝယ်ထားတဲ့ရောတော့ဘုံတို့အတွက်က PDF ဖိုင်ဝယ်လေ့လာသူရောတော့ဘုံတို့အတွက်က 5% discount နဲ့စာအုပ်ကလေးဝယ်လေ့လာထားတဲ့သူရောတော့ဘုံတို့အတွက်ကတော့10% discount ပေးသွားမှာဖြစ်ပါတယ်။အခုမှဝယ်ယူမဲ့ရောတော့ဘုံတို့အတွက်ကလည်းစာအုပ်2အုပ်သို့မဟုတ် PDF ဖိုင်2ဖိုင်ကိုအတူတူဝယ်ယူမယ်ဆိုလို့ရှိရင်လည်းPDF ဖိုင်ဆိုရင်5% discount စာအုပ်ဆိုလို့ရှိရင်10% discount ပေးသွားမှာဖြစ်ပါတယ်နော်။ရက်စာအုပ်လေးတွေကိုယုံကြည်နဲ့ဝယ်လေ့လာပေးကြသူရောတော့ဘုံတို့အားလုံးကိုကျေးဇူးတင်ပါတယ်နော်။감사합니다